စာကိုမမေ့အောင်ဘယ်လိုကြက်ရမလဲဆိုတာမှာပထမဦးဆုံးတစ်ချက်အနေနဲ့ကစာကိုအလွတ်ကျက်ပြီးရင်အလွတ်ချက်ရေးဖို့ပထမဆုံးတစ်ချက်ကတော့စာကိုအလွတ်ကျက်ပြီးရင်အလွတ်ချရေးဖို့မပြင်းပါနဲ့။ဘာဖြစ်လို့အဲ့လိုပြောရတာလဲဆိုတော့ပေါ့နော်။အကုန်လုံးကစာကျက်ပြီးသွားလို့ရှိရင်မရေးချင်ကြအောင်အထူးသဖြင့်ပထဝီသမိုင်းတိတ်ပံမြန်မာစာတွေဆိုရင်ပေါ့နော်။စာမွေးဖြေတဲ့ခါကြလို့ရှိရင်ပါဇက်ကနေရွတ်ဆိုပြီးတော့ဖြေရတာမဟုတ်ဘူး။ရေးပြီးတော့ဖြေရတာဖြစ်တယ်ရေးပြီးဖြေတဲ့အခါမှာစလုံးပေါင်းတပ်ပုံတွေလိုအပ်တယ်ပြီးလို့ရှိရင်ပါဇက်ကဆိုနေတော့ကတော့ချောတယ်တကယ်ချရေးလိုက်တဲ့အခါမှာပါဇက်ကထွက်တဲ့အတန်ထွက်ရဲ့အလျင်နဲ့အမြန်နှုံးနဲ့ပေါ့နော်လက်ကရေးတဲ့အမြန်နဲ့ကြတော့မတူအဲ့ဒီခါကျမှစာတွေကမေ့တာတွေထောက်တာတွေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့စာကိုအလွတ်ကျက်ပြီးရင်အလွတ်ချရေးဖို့မပြင်းပါနဲ့ပထမဦးဆုံးစာကိုမမေ့အောင်ဘလို့ကြက်ရမလဲဆိုတာမှာအချက်၃ချက်ရှိတယ်ပထမဆုံးတစ်ချက်ကတော့စာကိုအလွတ်ကျက်ပြီးရင်အလွတ်ချရေးဖို့မပြင်းပါနဲ့လို့မှာချင်ပါတယ်